မင်္ဂလာပါဒီတစ်ခါမှာတော့ကိုယ်တိုင်လေးကြိုက်ပြီးတော့အိမ်ကလူတွေလည်းကြိုက်ကြတဲ့ကြာတန်ချက်လေးချက်စားမှာပဲဖြစ်ပါတယ်လွယ်ကူရိုးရှင်းတာမို့လိုက်လို့ကြည့်ကြပါနော်အရင်ဆုံးပဲကြဆန်လေးတွေကိုရေစိမ်ထားပါမယ်ရှင်အသားတူပဲလိမ်မှုချောက်ပန်းချောက်လေးတွေကိုလည်းရေစိမ်ထားပါမယ်ကြက်ချောင်းကြက်တောင်မဲ့ကြက်ရိုးလေးတွေကိုရေတခြားဆေးပြီးရင်တော့စားစနွေးအရတာတို့နေထားပါမယ်နော်ဂျင်းကြက်သွန်ကျူတွေကိုအခွန်ခွာရေးဆေးပြီးရင်တော့မညက်တညက်လေးထောင်းထားပါမယ်နော်စီပူလာရင်ဂျင်းကြက်သွန်ကျူထောင်းထားတာလေးတွေကိုအရင်ဆုံးစီတက်ပါမယ်စနင်းမုံလေးနည်းနည်းလေးထည့်ပါမယ်နော်တက်ထားတာမွေးလာရင်အရသာနေထားတဲ့ကြက်ရိုးလေးတွေကိုထည့်ပါမယ်။မြို့တီးအယောင်တွေမှုတ်ထည့်ပါမယ်။တေချာနဲ့အောင်ဝေပြီးရင်တော့စုံချင်းထားတဲ့စုံချင်းရည်လေးထည့်ပါမယ်နော်ကြက်ရိုးလေးတွေကိုတေချာလုံးပြီးရင်တော့ရေထည့်ပါမယ်ပြီးရင်တော့အဖုံးအုပ်ပြီးကြက်ရိုးလေးတွေမူးလာတဲ့အထိတည်ထားပါမယ်နော်ကြက်ရိုးပြုတ်ထားတော့မှရေစိမ်ထားတာလေးတွေကိုတေချာရေဆေးတန့်စင်ပြီးတော့ပြင်ဆင်ပါမယ်ရှင်ပဲလေးလေးတွေကိုစားလို့ရတဲ့အနေတော်လေးတွေဖြစ်အောင်ညှက်ထားပါမယ်အသားတူလေးတွေကိုလည်းကက်ကြီးနဲ့ညှက်ထားပါမယ်။ပန်းချောက်လေးတွေကိုတော့ပြထားတဲ့အတိုင်းအထုံးလေးတွေထုံထားပါမယ်နော်။ကျွန်တော်ရဲ့မူလေးတွေကိုတော့အရင်ပိုင်းဖြစ်တဲ့မာနေတဲ့အလဲဦးနေရာတွေကိုညှက်ထုတ်ပါမယ်နော်။အားလုံးပြင်ဆင်လုပ်ပြီးပါပြီရှင်။ပြီးရင်ကြက်သွန်နီဥလေးတွေကိုလင်းစိတ်ကလေးတွေပြီးထားပါမယ်။မယုတ်ကောင်းအစိတ်လေးတွေကိုလည်းညှက်အောင်ထောင်းထားပါမယ်နော်။ကဲအခုဆိုရင်ကြက်ရိုးပြုတ်ထားတာလည်းနူးနေပါပြီ။အိုးချက်မှာဆိုလို့နှစ်အိုးခွဲလိုက်ပါမယ်နော်။ခွဲထားတဲ့အိုးတွေကိုရင်းနှီးထည့်ရောပါမယ်။ရင်းနှီးရောပြီးရင်တော့ဟင်းရီအိုးလေးစူလာတဲ့အထိထပ်တည်ထားပါမယ်။ပုတ်ပွက်စူနေတဲ့ဟင်းရီအိုးတွေကိုကြက်နရက်တွေအရင်ဆုံးထည့်ပါမယ်။ပြီးရင်တော့အသားတူငိုကြောက်ပန်းကြောက်ကြက်သွန်လေးစတာတွေကိုထည့်ပါမယ်နော်နှစ်အိုးခွဲပြီးချက်တာဆိုပေမဲ့တအိုးစာပဲရိုက်ပြထားပါရယ်နော်ပြီးရင်တော့ရေစိမ်ထားတဲ့ပဲကြဆန်တွေကိုထည့်ပါမယ်ရှင်
ပဲကြဆန်လေးကြက်ပြီးဆိုရင်မယုတ်ကောင်းမုတ်လေးတွေထည့်ပါမယ်နော်ကြာဆန်ချက်လေးရပါပြီရှင်နှစ်အိုးလုံးကျက်သွားပါပြီနော်ထည့်စားဖို့အတွက်နန်းနန်းပင်ကြက်သွန်စင်းတံမြာသီးတို့လည်းပြင်ထားပါရနော်ကြာဆန်ချက်လေးစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်ကြာဆန်ချက်ကိုငဖယ်ကျော်ငုံဥတို့ပါထည့်စားရင်တော့ပိုကောင်းပါရဲ့ရှင်ကျမကတော့ကြာဆန်ချက်စားတဲ့အခါချင်းငံဆက်လေးစားရတာကိုပိုကြိုက်ပါတယ်ကိုချက်ကိုကောင်းရှယ်ပါပဲเนาะစားကြပါအောင်ရှင်အိမ်လာလဲတဲ့မောင်လေးကိုလည်းအဝါထည့်စားခိုင်းပြီးတော့ပါဆယ်ထည့်ပေးလိုက်ပါပြီပေါ့အားလုံးပဲစားခွင့်ကြပါစေเนาะကြည့်ရှုပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်